你好，အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မ HSK level 1ရဲ့ private စလုံးလေးတွေ100ကနေ125ထိပြောပြပေးမှာဖြစ်ပါတယ်ရှင်HSK စာမှုဘက်ကိုဝင်ဖြည့်ခြင်းနဲ့ကိုယ်တိုင် soft study လုပ်ချင်တဲ့လူတွေအတွက်က HSK စာမှုဒီ level 1အတွက်ဒီ vocabulary လေးတွေကမဖြစ်မနေလိုအပ်တဲ့စလုံးလေးတွေဖြစ်ပါတယ်ဒါလေးတွေရထားမှာစာမှုဖြည့်ဖို့ရကအဆင်ပြေမှာပါတဆင်ချင်းသွားမှာပါပထမဆုံး vocabulary တွေရမယ် grammar တွေရ textbook ရဲ့စာပိုင်လေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေဖတ်ကြည့်မှာဝီဒီပိုင်းတို့ write ဒီပိုင်းတို့အဲ့လိုမျိုးတွေနားလဲဒါပေမဲ့ level 1မှာ write မပါတယ်အဲ့လိုမျိုးလေးတွေအဆင်ပြေမှာဖြစ်ပါတယ်နောက်ပြီးတော့ HSK ကျမတို့ scholar တွေရှောက်မယ်ဆိုရင်လည်း HSK လက်မှတ်ကမဖြစ်မနေလိုအပ်တယ်ပေါ့နော်ကြောင့် HSK စာမေးပွဲကတော့တော်တော်လေးအရေးကြီးပါတယ်တရုတ်နယ်ပယ်တွေကိုဝင်မယ်တရုတ်ဆိုရင်တော့ HSK လက်မှတ်ကမဖြစ်မနေလိုအပ်တယ်ပေါ့ပုံမှန်စကားပြောအလုပ်ခွင့်မှာဒီတိုင်းနိုင်မယ်စိတ်ုံနေပါတယ်အလုပ်လုပ်လို့မလို့ပြောချင်တယ်ဘာညာဆိုတာကတော့ကွာနဲ့ကိုပြောရရင်အဆင်ပြေရလေဒီလိုမျိုး scholar ရှောက်တာတို့တချို့ကုမ္ပဏီတွေဝင်လောက်တာတို့ဆိုရင်တော့လက်မှတ်ကအရေးကြီးရပါကဲအားလုံးပဲကျမနဲ့အတူတူလေးလာတာကြပါစို့ရှင် sureပြောဒီ sit နံပါတ်၄sweet ဆိုတာအတက်ကိုပြောတာတစ်နှစ်နှစ်နှစ်အဲ့လိုမျိုးကိုပြောတာရီးဆွေအဆွေစမ်းဆွေစမ်းဆိုတာတုံးဆွေရတက်နှစ်ဒီကိုပြောတာအဲ့ကြတုံးနှစ်ဆိုရင်စမ်းဆွေအဲ့လိုပြောရတယ်ထားဆိုတာတူတာယောက်ျားလေးထားမှဆိုရင်တန်တော့ကတူနေပြီးတော့ကြတော့ဆန်းစစ်စလုံးလေးတွေပဲ꿰သွားတာထားတုံးမျိုးရှိရယောက်ျားလေးထားဆိုရင်မိန်းကလေးထားတရိษံတွေကိုကိုစားပြုရထားဆိုပြီးတုံးမျိုးရှိတယ်ဒီယောက်ျားလေးထားနဲ့မိန်းကလေးထားကဒီရှေ့ဟန်းစစ်စလုံးရဲ့ရှေ့ကတင်ဂီတာလေးတွေ꿰သွားတာပါအဲ့ဒါလေးတတိထားပါထားဒါတူမမိန်းကလေးထားပါထိုင်ဆိုတာအလွန် too much 天气မိုးလေဝသ听ဆိုတာနားထောင်ဒီထုံးရွှဲဆိုတာအတန်းလူကျောင်းလူတွေကိုပြောတာတလုံးချင်းရဲ့အဓိပ္ပာယ်ထုံးဆိုတာကတူညီတာအတူတကွအဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ရွှဲဆိုတာကတင်ယူတာအဲ့ဒါကြောင့်ထုံးရွှဲဆိုတာကျောင်းသားတွေအတန်းလူအတန်းပေါ်အတန်းဘက်တွေပေါ့အဲ့လိုမျိုးပြောတာဒါပေမဲ့သူတို့တွေကတော့ကျောင်းသားတို့များထုတ်ရွှဲလို့ခေါ်တာညာတယ်ရွှဲရှမ်းလို့ခေါ်တာရှားတယ်အပြင်ဘက်မှာဆိုရင်တခုခုအဲ့လိုမျိုးဧည့်သည်တွေပါတယ်လာလို့ရှိရင်တို့ကလမ်းမေးခြင်းလို့ဆိုနီဟောင်ထုံးရွှဲချင်းဝမ်းရရှားပါအဲ့လိုမျိုးတွေမေးကြတာရွှဲရှမ်းလို့ခေါ်ပြီးမေးတာမရှိဘူးကျမကိုတော့အမေခံလို့ရှင်ထုံးရွှဲလို့ပဲမေးကြတာဝေးဆိုတာ hello ကျွန်တော်ကျမငါသူကယောက်ျားလေးနေမိန်းကလေးနေဟိုကအတူတူပဲအိုင်နဲ့အတူတူပဲအိုင်object အနေနဲ့မီအနေနဲ့လည်းသုံးလို့ရတယ်နော်ဟော်မန်ငါတို့ဒီဥစ္စာမှာဟောတလုံးနဲ့ဆိုရင်ငါတယောက်တည်းကိုစားပြုတယ်နောက်ကမန်ပါလာလို့ရှိရင်အဲ့မန်ကအများကိန်းကိုကိုစားပြုတာအဲ့ဒါမျိုးမန်ဆိုရင်ငါတို့ဆိုပြီးဖြစ်သွားထားမန်ဆိုတူတို့အဲ့လိုမျိုး꿰တယ်ဦးဆိုတာနံပါတ်5喜欢ဆိုတာကြိုက်သည်ရှာဆိုတာအောက်ကိုဆင်းလို့ရှိရင်လည်းရှာလို့ပြောတာเนาะရှာလိုက်မှအောက်ကိုဆင်းလာခဲ့ပါအဲ့လိုမျိုးရှာဦးဆိုတာညနေပိုင်းကိုပြောတာမွန်းလဲပိုင်း下雨ဆိုတာမိုးရွာသည်相信ဆိုတာလူကြီးမင်းယောက်ျားလေးတွေကိုကိုစားပြုတာပေါ့ Mr. ဘဒူပါညာပေါ့ဆရာစာ Master အဲ့လိုပြောတဲ့ဟာရှန့်ကြိုက်
现在ဆိုတာအခု想ဆိုတာစဉ်းစားသည်ရှောင်းဆိုတာတေတော်ကျမတို့စပြီးတော့ကြတော့သင်တဲ့လူတွေအတွက်ကတော့အတန်အတွက်တွေကတူးနေတော့ကြတော့မှတ်ကြတာနည်းနည်းခက်တယ်အဲ့ဒါကြ hands စလုံးလေးတွေကိုတတိထားပြီးတော့ကြည်ထားပါဘာလို့ဆိုနောက် level တွေကြတော့ hands တွေပဲတုံးရတာမှဖြစ်တဲ့အတွက်hands စလုံးတွေကိုဒီရှောင်းကပါတော့ဒီရှောင်းပါတော့အဲ့လိုမျိုးခွဲတဲ့အောင်လို့တခါစလုံးလေးတွေကိုလည်းရေးလေးတွေလေ့ကျင့်ပြီးတော့ကြတယ်ရေးထားပါရှောင်းကျဲဆိုတာမိန်ကလေးရှဲဆိုတာအချိုတော်စမ်းနဲ့အတူတူဖြူလို့စရှဲဆိုတာရေးဒီစာရေးတာကိုပြောတာ right ရှဲကျေးဇူးတင်ပါတယ် thank you so much for listening ဖိတ်ကြောင်းကရှင်ဒီမဲ့ကွက်ခံတဲ့တင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဒီမှာရဲ့ဗီဒီယိုတွေကိုတပေါ်ကြနှစ်တဲ့ဆိုရင် like and subscribe လေးပြုလုပ်ပြီးတော့အားပေးတော့ပါအောင်လို့တောင်းဆိုပါတယ် bye bye ကြိုက်ကြနှုတ်ဆက်ပါတယ်